အားလုံးပဲမင်္ဂလာပါ Infinity ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဆရာမြတ်တော်ဆင်ဖြစ်ပါတယ်ဒီနေ့မှာတော့ပုံပြန်သွင်းစရာမလိုတဲ့ digital account လေးကိုလှိုင်းကြီးကြီးလေး wave ကြီးကြီးလေးကိုကောက်ပြီးဖြစ်ပါတယ်ဒီစပင်းဟာဆိုလို့ရှိရင်တော့ဆန်သားနဲ့မာတာဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းလျှော်ပြီးတော့လုံးဝပုံပြန်သွင်းစရာမလိုပဲနဲ့ဟိုအပူချောင်းနဲ့လိတ်ထားသလိုအလေးကြီးကြီးလေးကိုပြန်ရရှိစေမှာဖြစ်ပါတယ်ဒီဟာလေးကတော့ final result လေးပါလုံးဝကိုကောက်သားလှိုင်းကြီးကြီးလေးနဲ့လုံးဝကိုမျက်နှာနဲ့လိုက်ဖက်တဲ့ပုံစံမျိုးလေးကိုကျွန်တော်ကပုံသွင်းစရာမလိုတော့အောင်ကောက်ပြီးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်မှာစပင်ဖြောင်းတာကောက်တာဆေးဆိုးတာအပြင် highlight ဖောက်တာတွေအဖြူဖုံးကလာတွေလည်းအများကြီးပေါ့နော်ဟိုပြုလို့ရတဲ့အကြောင်းပြောချင်ပါတယ်ဒါအပြင် facial ဘိုင်းဆိုင်ရာမျက်နှာ cleansing လုပ်တာ treatment လုပ်တာအားလုံးလည်းပြုလို့ရပါတယ်ခင်ဗျာစပင်ကိုပြုလုပ်တဲ့အခါမှာကျွန်တော်တို့က treatment ပေးတာတွေပြုလုပ်ပေးပါတယ်ဆန်သားကိုချုံးမွေ့ပြီးတော့လိုအပ်တဲ့ keratin treatment တွေ collagen တွေကိုလည်းတခါတည်းပေါ့နော်အများကြီးအဲ့တဲ့ရဲ့စပင်ကိုeffect ဖြစ်အောင်ပေါ့နော် effective ဖြစ်အောင်အကျိုးသက်ရောက်မှုရှိအောင်ကျွန်တော်တို့ကအသေးစိတ်အစစ်လိုက်စီပေါ့နော်ပြုလုပ်ပေးထားပါတယ်နေ့စဉ်မပြတ်အသေးတွေလာရောက်အားပေးကြတဲ့နေရကအသေးတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကာလာတွေကိုလည်းမိမိစိတ်ကြိုက်ရွေးချယ်လို့ရတယ်လို့မိမိနဲ့ like ဖက်တဲ့ကာလာကိုလည်းဆရာတို့ကအကြံပေးပြီးတော့ပြုလုပ်ပေးပါတယ်ခင်ဗျာဒါဆိုရင်ဧည့်သည်တွေအများကြီးပေါ့နော်ဝန်ဆောင်မှုလေးတွေကျွန်တော်တို့က booking လေးနဲ့လက်ခံပြီးတော့ booking system လေးနဲ့လက်ခံပြီးတော့ပြုလုပ်ပေးနေပါတယ်ကျွန်တော်တို့ site မှာ promotion လည်းရှိပါတယ်ခင်ဗျာဒါလေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ site မှာသုံးတဲ့ product လေးဖြစ်ပါတယ် shower scotch ရှိမယ် pomishare.in အများကြီးပေါ့နော် brand တွေ USA brand Germany brand Korea brand အကုန်လုံးပေါ့နော် brand တွေအများကြီးထည့်ပေးထားပါတယ်ခင်ဗျာဒီလို payment လေးဆိုလို့ရှိရင်လည်းလာတဲ့ဧည့်သည်တွေကိုမျက်စိအေးအောင်စိတ်ချမ်းမြေ့အောင်ဆိုပြီးတော့ကျွန်တော်တို့ကထည့်ပေးထားတာပေါ့နော်ဒါလေးကတော့ပုံသွင်းစရာမလိုပဲနဲ့ခေါင်းလျှော်ပြီးတော့လုံးဝအလေးကြီးလေးနဲ့လှပတဲ့စံသားလေးအကောက် digital weight band လေးပေါ့နော်အကောက်ကြီးလေးကိုကောက်ပေးထားတာဖြစ်ပါတယ်ဒါလေးဆိုရှင်တော့ယုံသွားတဲ့အမတွေအတွက်လည်းအဆင်ပြေမယ်ဟောအရင်ခဏစပင်လည်းပုံမသွင်းချင်းဘူးအိမ်မှာခေါင်းလျှော်ပြီးတော့လည်းပုံမသွင်းတတ်ဘူးဆိုလို့ရှိရင်တော့ဒီလိုစံသားမာပြီးတော့ကောင်းတဲ့စံသားတွေဆိုလို့ရှိရင်တော့ပုံပြန်သွင်းစရာမလိုတဲ့ technique နဲ့ digital account လေးကိုကျွန်တော်တို့ပြုလုပ်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ